မင်္ဂလာပါမိတ်ဆွေတို့ရေရဲရင်ချင်းဆိုတာလက်နက်ကင်ပြီးရင်ဆိုင်နိုင်ခြင်းပဲလားကိုယ်စိတ်ထဲကမှန်ကန်မှုကိုမပြောက်ဆုံးစေခြင်းဟာလည်းတကယ်တတိပဲမဟုတ်ဘူးလားဆရာတော်ရာဆွေရေးသားထားတဲ့မှန်ကန်ခြင်းနဲ့ရဲရင်ချင်းဆိုတဲ့ဝတ္ထုတို့ကတော့အာနာဂုံတိတ်ခါအင်အားဗလာကြီးမားတော်လဲမမှန်ကန်မှုတစ်ခုကြောင့်လူတစ်ယောက်ရဲ့ရဲရင်မှုဘလို့ကြဆုံးသွားနိုင်တယ်လဲဆိုတာကိုထိထိမိမိပြသထားတဲ့ဇာတ်လမ်းတစ်ပုဒ်ပါတတိနဲ့တစ္ဆာမှန်ကန်မှုနဲ့ရဲဝံ့မှုဒီနှစ်ခုကခွဲမရပါဘူးကိုမှားလုံးမိတဲ့အခါခွန်အားကြီးသူလည်းအမေကြီးတယောက်ရှေ့မှာတကားပိတ်ပြီးပုံနေရတဲ့အခြေအနေထိရောက်နိုင်ပါတယ်ဒီနေ့ခွန်အားကိုမဟုတ်ပဲမှန်ကန်မှုကိုအခြေခံထားတဲ့ရဲရင်ချင်းရဲ့အဓိပ္ပာယ်ကိုအတူတူနားထောင်ကြရအောင်ပါမှန်ကန်ခြင်းနှင့်ရဲရင်ခြင်းတတိနှင့်တစ္ဆာမှန်ကန်ခြင်းနှင့်ရဲရင်ခြင်းတို့သည်ဒွန်တွဲနေ၏တစ္ဆာမဲ့သူသည်တတိမဲ့သူဖြစ်၏တစ္ဆာရှိသူသည်တတိရှိသူဖြစ်၏တစ္ဆာကိုတတိနှင့်စောင့်ထိန်ရ၏တတိဆိုရာ၌မှန်ကန်သောကိစ္စကိုရဲဝံ့စွာပြုလုပ်ခြင်းသာမဟုတ်သေးမကောင်းမှုကိုစောင့်ထိန်ခြင်းမှားယွင်းသောဆန္ဒလောဘကိုချုပ်တဲနိုင်ခြင်းအောင်အဲတီးခံနိုင်ခြင်းလဲတတိနီ၏မှန်ကန်ခြင်းနှင့်ရဲရင်ခြင်းလဲထိုနည်းအတူတစ်ခုနှင့်တစ်ခုအမိတဟဲပြုနေ၏ပင်ကိုမူလကညီမျှပင်ရဲရင်သူဖြစ်နေစေကမူမမှန်ကန်သောအမှုကိုပြုလိုက်မိဘဟုမိမိကိုယ်ကိုမိမိတိလိုက်မိသည်နှင့်တပြိုင်နက်ထိုသူ၏ရဲရင်ခြင်းတို့သည်ပျောက်ကွယ်သွား၍ကြောက်ရွံ့သူအဖြစ်သို့ရောက်ရှိသွားတော့၏ဝတ္ထုတစ်ပုဒ်နှင့်တာရကပြုပါမည်လွန်ခဲ့သောနှစ်ပေါင်း35နှစ်ကျော်ကဖြစ်ပါသည်ကာယကံရှင်များမှာမူလူပေါင်း၌မရှိကြတော့ပြီဦးအောင်တွန်းကျွန်တော်တို့ရွာမရွာသူကြီးဦးအောင်တွန်းအင်မတန်မှရဲရင်တတိရှိသည်ဟုကြော်ကြားသည်တခိုးသားပြကိုလက်ရဖမ်းခဲ့ဘူး၍နာမည်ကောင်းလက်မှတ်နှင့်စုတော်ငွေများရခဲ့ဘူးသည်နှလုံးဘူးတနက်ကင်ရသည်ဆယ်ခိုင်သူကြီးခန့်အပ်ခြင်းခံရ၍ရွာဆယ်ရွာကိုအုပ်ချုပ်ရသည်ထိုရွာများ၌ဖြစ်ပေါ်သောအမှုကြီးငယ်တို့သည်ဆယ်အိမ်ကောင်းများမှတဆင့်သူစီရောက်ရသည်ကြီးသောအမှုဆိုလျင်ရုံးကပ်ပို့၍ငယ်သောအမှုဆိုလျင်သူပင်စီရင်ချက်ချလိုက်သည်တ냐ကျုံနောင်ခွင်းနှင့်ငကြက်အထိဒဏ်ငွေတက်နိုင်သောအာဏာရှိသည်လူကောင်းကြီးမားလာ၍ဥပရိယုတ်လက်ကောင်းလာသည်အင်အားဗလာလည်းပြည်စုံလာသည်နွားထီးတကောင်ကိုလက်ပြင်ရိုးလက်သီးနှင့်ထိုး၍လဲနိုင်သည်ဟုပြောကြပါသည်သူ့အိမ်နှင့်ကျွန်တော်တို့အိမ်မှာမျက်စောင်းထိုးဓာတ်လွယ်ခုတ်အိမ်နီးချင်းဖြစ်ပါသည်ကျွန်တော်အမှတ်တညာထားတတ်သောအရွယ်မှသူ့အသက်သည်90မြဟုခန့်မှန်းမိပါသည်ဆွေမျိုးမတော်တော်လဲသူ့ကိုကျွန်တော်ကအဘိုးဟုခေါ်ပါသည်ဘိုးသည်ကျွန်တော်ကိုငယ်စဉ်ကချီပိုးလာခဲ့သူဖြစ်ပါသည်ဘိုးသည်အသားဖြူရဝဲသူ့တကိုယ်လုံးမှာဆေးနီဆေးနက်များထိုးထား၍အလွန်လှသည်ဟုကျွန်တော်ယူဆခဲ့ပါသည်ကျွန်တော်အဖေကိုမှလည်းဆေးရက်များရှိပါသည်သို့တော်သူ့လောက်မများထို့ပြင်အနက်ရုပ်သာရှိ၍အနီရုပ်မရှိဘိုး၏ကြောပြင်ကိုကကျွန်တော်ကအယုတ်ကားဟုခေါ်ပါသည်ဘိုးရဲ့ဝမ်းလျားမှောက်ဆန်းပါအောင်ကျွန်တော်အယုတ်တွေကြည့်ချင်လို့ပါအိုးအခုထိုင်ရင်းကြည့်လဲမြင်နေရတာပဲမြည်ရဲ့မဟုတ်ဘူးမှောက်ကြည့်ရမှပိုကောင်းတယ်ဘိုးဤကျေပြန့်သောကြောပြင်ဝဲနဂါးရုပ်ဂလုံရုပ်ဇော်ကြည်ရုပ်ကြောင်ရုပ်ကြားရုပ်ချင်းသေးရုပ်စသည်တို့မှာဆေးနီဆေးနက်တို့ဖြင့်ယခုမျက်စိနှင့်ကြည့်သောလွန်စွာမှလက်ရမြောက်လှပေသည်အချိုးအစားကြ၍ပီပီတတရှိပါပေသည်ဘိုးရဲ့ဒီရုပ်တွေဘိုးကိုဘသူထိုးပေးတာလဲဟင်ဘိုးဟာဘိုးထိုးတာပေါ့ကွအောင်မယ်မဖြစ်နိုင်တာကြီးကိုဘိုးဝါတယ်ဟဲဘိုးကြောကုံဘိုးမြင်ရလို့လားမှန်နဲ့နောက်ပြန်ကြည့်ထိုးတာပေါ့ကွအောင်မယ်ဘိုးအိမ်မှာဘိုးကြောကုန်းလောက်ကြီးတဲ့မှန်တစ်ချက်မှမရှိဘဲနဲ့ဘိုးတီရေမောကအလကားပြောတာပါကွာဆရာဦးထိုးပေးတာပေါ့ကွဆရာဦးကိုမင်းသိတယ်မဟုတ်လားဆရာဦးသည်ဘိုးအိမ်ကောင်းရင်ကထိုးခွင်းထိုးဆရာဖြစ်ပါ၏ထို့ပြင်ရုပ်သေးရုပ်တွေထူသောပန်းပုဆရာလည်းဖြစ်ပါ၏ဘိုးဒီရုပ်တွေထိုးတော့မနာဘူးလားဟင်နာတာပေါ့မြေးရဲ့ဒါပေမဲ့ယောက်ျားဆိုတာဆေးထိုးခံနိုင်တဲ့တတိရှိရမယ်ကွငါမြေးလဲကြည့်ရင်ထိုးခွင်းထိုးရမယ်ကွသို့တော့ကျွန်တော်တို့အချိန်ရောက်သောကာလ၌ထိုးခွင်းထိုးခေကုန်၍အလွန်ကံကောင်းသည်ဟုဆိုရမည်တို့ရာတွင်
အချို့လူကြီးများကမကြိုက်ညီကြကျွန်တော်14နှစ်သားလောက်၌ဆရာဦးကကျွန်တော်ပေါင်မှာကြားရုပ်ထိုးပေးသည်ထိုးရမည်မှာအနီစင်းအနက်စင်းနှင့်တကယ်ကြားရောင်ထွက်ရမည်အသက်လဲပါရမည်သို့သောဤဖေကိုတတိခဲကအဖေကျုပ်ကင်ထားသည့်လက်ထဲမှကုန်းအော်၍ရုံထွက်သဖြင့်ပထမဆုံးတစ်ကြောင်းမျှသွားရသေးရာကြားရုပ်မဖြစ်ကြွရုပ်ကလေးလိုရေးရေးမျှထင်တော့ဤသည်တော့ဆရာဦးကကျွန်တော်အဖေကိုဘာပြောမိထင်သနည်းမောင်ဆယ်ရေးခုခေတ်လေးတွေတော့တတိသုံးကုန်ပါပြီးကွာငါသားတွေလည်းအတူတူပဲကွမင်းတို့လိုငါတို့လို10နှစ်17နှစ်သားလောက်ကထိုးကွင်းထိုးခံလာခဲ့လို့ရှိရင်ဒီကြားရုပ်လောက်တော့ဘယ်ဖြုံလိမ့်မလဲကွာခံနိုင်ရရှိနေမှာပဲခုတော့မင်းသားကမိဖုရားကင်းကြိုက်တဲ့အတိုင်းပဲသွားဆရာဦးကကျွန်တော်ကိုနှင်လွတ်ပါသည်ကျွန်တော်သည်ပေါင်ကလေးထောနဲ့မျက်ရည်ကလေးဆိုနှင့်ဘယ်မျက်ရည်မဆိုပဲခံနိုင်မလဲဗျလေးခွရှိတဲ့ကျေးစုပ်ကြီးနဲ့တစ်ချက်ထိုးလိုက်ရင်သွေးတစ်ပေါက်ထွက်လာရင်ဤခါ၌ကျွန်တော်သည်ထိုးခွင်းမြမကဆေးရုပ်တွေတကိုယ်လုံးတွင်ရှိသောအဖေတို့ဘိုးတို့တတိကိုချီးကျူးမိပါသည်ဘိုးကပို၍များပါသည်ဘိုးသည်ခေါင်းဖြူဖြူတွင်ကရုံးရိပ်ထားသူဖြစ်လေရာငယ်ထိန်မှစ၍ခြေဖမိုးအထိကြောကုန်းလက်ပြင်ခြေသလုံးခြေချင်းဝတ်ပါမကြံဆေးတွေအပြည့်ရှိ၏ဘာရည်ရွယ်ချက်နှင့်ဘာစွမ်းထက်သည်တော့ကျွန်တော်မပြောတတ်ချေသို့တော်ခံနိုင်ရရှိသောယောက်ျားကောင်းတစ်ယောက်ဖြစ်ကြောင်းတော့ထင်ရှား၏ဘိုးသည်ခွန်အားဗလားနှင့်ရဲစွမ်းတတိကောင်းယုံသာမဟုတ်သေးစာပေပညာကိုလည်းတက်ကျွမ်းသူဖြစ်၏ဘိုးသည်ပြီးသိက်ဆရာဖြစ်၏ဖျားကိုးစုဆရာဖြစ်၏စာဟောဆရာဖြစ်၏ရတိုးဩဘာစာရေးဆရာဖြစ်၏ဘိုးသည်နေ့စဉ်နနက်တိုင်းဘုန်းကြီးကျောင်းကအုံမောင်းခေါက်တွင်ထွေဖျားရှိခိုးပြီးစာရွတ်၏သူစာရွတ်သည်ကိုဘေး3-4အိမ်ကကြားရ၏သို့သောဘာမျှနားမလည်နိုင်ပြီးသူ့အတန်ဟနနန်ဟူ၍သာကြားနေရ၏အဖေဘိုးကဟနနန်နဲ့ဘာလုပ်နေတာလဲအဖေရကျွန်တော်ငယ်စဉ်ကအိယာထဲတွင်အဖေအားမေးခဲ့၏စာဝါးတာခေါ်တဲ့သားရဲ့ဘာလို့စာဝါးတာလဲအဖေရသူရထားတဲ့စာတွေကိုမမေ့မပြောက်အောင်နှုတ်ကမြန်ရွတ်နေတာပေါ့ကွာကျွန်တော်လည်းဘိုးလိုစာဝါးခြင်းနဲ့အဖေဒါဖြင့်စာများတက်အောင်သင်ပေါ့ကွထမင်းစားခြင်းတော့ထမင်းရှိမှဖြစ်တယ်လို့စာဝါးခြင်းတော့ကိုတက်ထားတဲ့စာရှိမှပေါ့ကွကျွန်တော်သည်ဘိုးကိုအဆအရာရာချီးကျူးအားကြသူဖြစ်ခဲ့၏ကျွန်တော်သည်ဘိုးတုကိုယူကာကကြီးခခွေးကား၍စာဝါးခဲ့ပါ၏နို့ပြီးဘိုးကအဆက်ကအစင်သာရတဲ့တရက်တပင်ရွာကအထူးအကျိုးပြုတဲ့ဥဖိုးနှုဟုရှင်ပြုဖိတ်စာတွင်ရေးလျင်ကျွန်တော်ကလည်းမချို့အစင်သာတဲ့ကျိုးပင်ရွာကအထူးအကျိုးတဲ့ဥပိုးစေဟုကျွန်တော်အဖေနှင့်ရွာနာမည်ကိုနဘေထက်ဆိုလိုက်သောအခါဘိုးကလွန်စွာသဘောကျလှ၏မောင်ဆယ်မင်းသားကြီးလာရင်ငါချေရာနင်းလိမ့်မယ်ဟုဂုံယူပြောဆို၏သို့သောဘိုးချေရာနင်းဖို့ဘိုးကိုမှီဖို့ကခဲရင်လှပါ၏ဘိုးသည်ရက်ရွာ၌အုတ်ချုပ်စီမံရာတွင်သူမင်္ဂလာဆောင်၌ဗိသိက်သွန်းရာတွင်သူရှင်ပြုပစ္စည်းခံတို့၌ဩဘာစာများရေးသားဖတ်ကြားရာတွင်သူရက်သူရွာသားတို့အပြင်းလဲပြေပညာဗဟုသူတလဲရအောင်ဇန်နိဘတ်တော်တို့ကိုတန်နေတန်ထားနှင့်ပြောရာတွင်လဲသူထိုသူသည်အသက်50ကျော်၌ကန်ချော်၍အကြံတော်တလွဲကိုလိုက်မားမိရသည်မချောဖြူသူသည်နမင်းနှင့်လိုက်အောင်ဖြူသည်ချောသည်လှသည်ချောသည်လှသည်နှင့်အမျှကမြင်းကြောထား၍လင်ငယ်နေတတ်သူ၏ပထမဆုံးယောက်ျားသည်သူမြောက်မထားတာပတ်ပင်းမိ၍သူ့အားလေကွင်းထဲခေါ်သွားကာဓားနှင့်ခုတ်သက်ပြီးသူ့ကိုယ်သူတော့မိရထားအနှင်းခံ၍ပွဲချင်းပြီးစီရင်ပစ်လိုက်သည်သို့တော်မကောင်းမှုပြုရန်အကုသိုလ်ကံကြံနေသေးသောမဟာဝါကားမသိလေပင်ဓာတန်ရာတွေနှင့်မိမျောနေရမှတတိပြန်ရလာခဲ့သည်ဘိုးနှင့်အချင်းဖြစ်ပွားရန်အချိန်မှာထိုမိန်းမသည်အသက်30ခန့်လေပင်မှာဓာတန်ရာ2ချက်ရှိသည်အသားရောင်ဖြူဖြူဝင်းနှင့်ပြည့်ပြည့်တင်းတင်းထိုချိန်၌သူ၏ဒုတိယလောတတိယလောမပြောတတ်သည့်လင်ယောက်ျားမှာဘိန်းစားဖို့ဆိုင်ကျွန်တော်တတိပြုမိသောအချိန်မှာမချောဖြူသည်ရွာထဲမှခံတောင်းရွက်၍မြုပ်ကျက်သွန်စီစားစသောကုံစုံရောင်းသည်ဘိုးသည်ထိုကုံစုံဝယ်ရင်းမှစတင်သည်ကျွန်တော်သည်အမှတ်ပညာထားတတ်သောအရွယ်မှစ၍ဘိုးအိမ်မှအနေစားများသည့်အကြောင်းမှာဘိုးအိမ်သည်ဘယ်တော့မှဟင်းကောင်းမပြတ်ချေမပြတ်ချင်းမှာကျေးရွာဒလိထုံးစံရှိ၏ရွာတွင်ကျွဲနွားသည်၍၎င်းတက်၍၎င်းအမဲသားပေါ်လျင်သူကြီးအိမ်ကိုတတွဲပို့ရတော့ဘိုးအိမ်မှာအမဲဟင်းလျာပြက်သည်မရှိချေဘိုးကိုယ်တိုင်ကတော့အမဲသားမစားချေကျွန်တော်အဖေလည်းမစားချေကျွဲနွားဖြင့်အသက်မွေးရသောကျေးရွာတို့တွင်အမဲသားမစားခြင်းသည်
လူကြီးလူကောင်းတို့၏ဂုံရင်ကတရက်ဖြစ်ပေသည်ဘိုးတို့ဂေါ်ပုံတရက်ကိုတွေး၍ရဲချင်ပါသေးသည်ဝါရင်းမိုးရသည်ဆိုတော့ကျွန်တော်တို့လေရောဒေတာမှာငါးပေါ်သည်ဒီတော့မချောဖြူကကုံစုံရောင်းခြင်းကိုရက်ဆိုင်၍မုံဟင်းခါရောင်းသည်ထိုအခါဘိုးကကျွန်တော်ကိုခုတုံးလုပ်၍မနက်တိုင်းမချောဖြူမုံဟင်းခါလာတိုင်းဟေ့မင်းဒီနေမုံဟင်းခါစားအောင်မလားမေးသည်ကျွန်တော်ကတော့12သားအရွယ်လောက်ဗတိလိတ်အောင်မာတော့အမြဲတမ်းခေါင်းညိတ်တီပေါ့ဘိုးဤအိမ်သားများကတော့နှာခေါင်းရှုံးကြပြီးရိပ်မိနေကြပြီးထိုအခါဘိုးမှာဇနီးအမေကြီးနှင့်သမီးနှင့်တမက်ရှိသည်ကျွန်တော်ကိုမုံဟင်းကားကျွေးတော့ဝါရင်းမှာတက်တက်လွတ်သမားဘိုးကမုံကိုဘလို့စားပါသနည်းဟုမူဟီးမဆန်းစေပဲသူအိမ်ကနိုးစီနှင့်ဆန်းရွေစားပါသည်ခင်ဗျာအာကဘိုးလူကြီးလူကောင်းဂေါ်ပုံပစိုးဘူးနောဦးကြီးတို့နေယူကြထို့ပြင်ဘိုးတွင်သူများနှင့်မတူသောထူးခြားချက်တရက်ရှိသေးသည်ဘိုးသည်ထမင်းစားပြီးပလုတ်ကျင်းသောအခါ၌လည်းကောင်းတစ်ခုခုစားတောက်ပြီးပလုတ်ကျင်းသောအခါ၌လည်းကောင်းဘယ်တော့မှထွေးမပစ်ချေပလုတ်ရည်ကိုမျိုးချလိုက်သည်သာဖြစ်၏ကျွန်တော်ကဘိုးလုံးပုံဟာသူများနှင့်မတူဘူးမယွန်ဘူးလားဟုမေးသောအခါဟော့ကိုပါဇက်သေးကဟာကိုရွတ်နေမှဖြင့်ငါလာကွေးတဲ့လေပင်လေးပြစ်ဖို့သာရှိတော့တာပေါ့ကွဟုပြန်ဖြေပါသည်ရင်းတို့လျင်မချောဖြူသည်ကုံစုံရောင်းရင်းဖြင့်၎င်းမုံဟင်းခါရောင်းရင်းဖြင့်၎င်းဘိုးအိမ်နေတိုင်းလိုဝင်ထွက်နေရမှ4-5 လမြကြာသောမချောဖြူယောက်ျားဘိန်းစားကိုဖိုးဆိုင်မှအိတ်ထဲဘိန်း5 ကျပ်သားခန့်နှင့်လက်ပူးလက်ကျက်ဘိုးကဖမ်းမိလေ၍ခမားထောင်ကျသွားရှာလေသည်ဒါဘိုးကသူ့နောက်လိုက်မတရားသက်သေများနှင့်တက်အမှုစင်တာဖြစ်ကြောင်းကိုတရွာလုံးကသိကြ၍တဖြစ်တောက်နေကြ၏ကိုဖိုးဆိုင်သည်သူ့ဟာသူထမ်းတက်၍စား၏ဘုံမြုံထောင်၍စား၏ထိုမှအရက်သေးကလူကြီးများသည်ဘိုးကိုဝိုင်းကျင်စားပြုလာ၏ဒီနောက်မကြာမီတွင်ဘိုးသည်သူ့အိမ်သူအိမ်သားများနှင့်ရန်ဖြစ်ကြလေ၍အမေကြီးသည်သမီးနှင့်တမက်ကိုခေါ်ကားသူ့စာတိရွာသို့ပြန်သွားလေတော့သည်ဘိုးကိုကမြည်သူမျှတရားချ၍မရတော့ပြီးရခင်နှုံးကရက်ရွာအိမ်အောင်ရေးကိစ္စတို့မှာသူကသာဖြန့်ဖြေစီမံခန့်ခွဲပေးခဲ့သည်သူ့ဆက်တွင်ကသူ့သားဆက်เสียအခြားဆက်เสียကိုလက်မခံနိုင်ပြီနောက်ဆုံးတနေ့၌ကမချောဖြူသည်ဘိုး၏အိမ်ပေါ်သို့ရောက်လာလေတဲ့သို့သောဤဖြစ်ရက်တွင်ဘိုး၏ရလက်ကကြာဆုံးခြင်းပင်နေမချောဖြူဘိုးအိမ်ရောက်ပြီးဒုတိယမြောက်နေနက်တွင်အသက်60မြရှိမည်ဖြစ်သောအမေကြီးတယောက်ဆောင်းသားရှည်ကြီးတစ်လက်ကိုကင်ကာဘိုး၏အိမ်ဝင်းထဲရောက်နေလျက်ဓာတ်တလက်လက်နှင့်ဆေးရေးကျိမ်းမောင်းနေပေတော့သည်ဟဲအောင်တွန်းနင်ဗလာကောင်းလာတယ်တတိကောင်းလာတယ်ဆိုကြိုက်တဲ့လက်နက်ကင်ပြီးတကားဖွင့်စင်းခဲ့စမ်းချလွမ်းအိမ်ရှိနေရန်အကာကိုသူ့ဓာတ်နှင့်ပစ်လိုက်သည်ထို့နောက်ပြန်ကောက်ကဟဲ့အောင်တွန်းနင်တတိနဲလာချေလာငါလိုအမေကြီးအိုထဲမှရင်မဆိုင်ဝင့်တော့ဘူးလားလူချင်းကြောက်ရင်နင့်မှာနှလုံးပြူတနက်ရှိတယ်မဟုတ်လားဒီမှာပြစ်လိုက်စမ်းဟဲ့ရင်ကိုကော့ပြပြီးသူ့ဓာတ်တဖန်ပြစ်လိုက်ပြန်လေသည်အိမ်ပေါ်ကတော့ဘာတန်မျှမကြားရစိတ်ငြိမ်လှသည်လူတယောက်မျှမရှိဘူးဟုထင်ရသည်သို့တော်ဘိုးနှင့်မချောဖြူရှိတာအမှန်ညကပင်မီးအိမ်ထွန်းတာမြင်ရသေးသည်ယခုမနက်အစောကြီးမှစောစောစီစီဒီအမေကြီးကကျွန်တော်အိယာကမနှိုးမိပင်လာရောက်စုပူနေခြင်းဖြစ်သည်ဘိုးအိမ်သည်တထက်အိမ်မြင့်အောက်ဆင်းမရှိမြေကြီးပေါ်စပွဲကလားထိုင်ထားသည်အင်ကာမှာနှစ်တလက်မှတစ်သားရန်တွေကိုကြက်ချေခက်ရိုက်ကတ်ထားသည်ထိုနံနက်၌အပေါ်ထက်ရောအောက်ထက်ရောတကားတွေအားလုံးပိတ်ထားသည်ကျွန်တော်သည်အိယာမထကပြူရင်းပေါက်မှအံ့ဩစွာနှင့်လှမ်းကြည့်၍နေသည်အမေကြီးသည်ပိန်တော်လဲစိတ်ကဆောင်နေ၍တော်တော်ပဲမာကြောပုံပေါ်သည်သူသည်အော်ဟစ်ဆဲရင်အောက်နံရံကိုဓားနှင့်ခုတ်လိုက်အိမ်အပေါ်ထက်ကိုလှမ်းပစ်လိုက်မောလျင်ထိုင်ပြီးနားလိုက်နောက်ပြီးတစခန်းထားလိုက်နှင့်အရွယ်နှင့်မလိုက်အောင်ပင်ဒေါသနှင့်ဇွဲတတိကကြီးလာပါသည်ဟေ့အောင်တွန်းမယားခိုးရဲ့လူတရိษံရဲ့နေငါသမက်အိတ်ထဲအတင်းပိန်းထည့်ပြီးနင်းနောက်တော်ပါတက်သေးလိန်တွေနဲ့အမှုဆင်ပြီးထောင်ချရဲဆိုတာလူတိုင်းကသိကြတယ်ဟဲ့ချလွမ်းဓာတ်နှင့်တစ်ချက်ပစ်လိုက်ပြန်သည်နင်ဟာဆဲခိုင်သူကြီးဖျားကိုစုဆရာကြီးဘီသိက်ဆရာကြီးရတို့ဩဘာဆရာကြီးကွက်စိတ်ဆရာကြီးဆိုတဲ့ဂုံတွေမှမထောက်ဘူးငါအောင်တွန်းရဲ့ဟိုးမြောက်မထားမရောစင်းခဲ့နင့်ပါငါနှုတ်စင်းပြမဟဲ့နင့်အတွက်ငါတစ်ခါကနှစ်ခါရှက်နှစ်ခါကသုံးခါရှက်တစ်တလုံးရှက်နေရမှာလားဟဲ့နင်တို့တက်ပြီးငါပါတေးပစ်လိုက်မှဟဲ့ဤချိန်၌ကျွန်တော်မှာအသက်8နှစ်9နှစ်မြရှိအောင်မည်ဖြစ်၍အဖေနာသို့ချင်းကပ်သွားကအ
အဖေရဲ့ဘိုးကဒီအမေကြီးပိန်ပိန်ကလေးများဘာလို့ကြောက်နေရတယ်လဲအောက်ဆင်းပြီးဖမ်းလိုက်ရောပေါ့ဘိုးကအားအများကြီးကြီးတာပဲမဟုတ်လားနို့ပြီးဘိုးကသူကြီးဟဲ့ဘာကြီးဖြစ်နေနေကိုအမှားလုံးမိတဲ့အခါမှာမှန်သူကိုရင်မဆိုင်ဝန်းတော့ဘူးကြောက်နေရောဒါဟာတရားသဘောပဲကျွန်တော်နားမလဲပါဘူးအဖေယာအေးငါသားကြီးတော့နားလဲပါလိမ့်မယ်ထိုအချိန်၌ကျွန်တော်သည်ဘိုးကိုသာတနာနေတော့သည်ဘိုးဘက်မှမြည်သူမျှကူညီမိသူလည်းမရှိပါလားဒီအမေကြီးကိုလာတားခြင်းဆွဲငင်ခြင်းလည်းမြည်သူမျှမပြုကြအကယ်တိအခြားအိမ်၌သာဤသို့ဖြစ်နေပါမူဘိုးကိုယ်တိုင်သွားရောက်စီစဉ်ဖြန့်ဖြေချေမည်စင်စစ်တော့သူကြီးဦးအောင်တွန်းဤမတရားပြုမှုကိုတရွာလုံးကမုန်းတီးရွံရှာနေခြင်းဖြစ်သည်ဖြစ်နိုင်လျင်အမေကြီးဘက်ကပင်အကူအညီပေးကြအောင်မည်သို့သောကူညီစရာပင်မလိုအမေကြီးကအံ့ဖွယ်ကောင်းလောက်အောင်ပင်ဇွဲတက်တီကြီးလှပါပြီဤနေ့ပထမနေ့ကနနက်ဝေလီဝေလင်း၌ယမန်နေ့ကအတိုင်းရောက်လာပြီးယမန်နေ့ကအတိုင်းပြုမှုပြန်တော့သည်အမေကြီးသည်ဤသို့ကြီးမနက်တိုင်းလာလို့ဤပစ္စမမြောက်ညနေခင်းဝယ်ဦးအောင်တွန်းနှင့်မချောဖြူတို့သည်ပစ္စည်းပစ္စယများကိုလှဲတစည်းနှင့်တင်၍ထွက်ခွာသွားကြလေတော့သည်ဤခင်းဖြစ်နေချိန်ဘိုးအိမ်မသွားရန်ကျွန်တော်အားတားမြစ်ထား၍ရင်းညံ့နေလှဲပေါ်ပစ္စည်းတွေတင်နေတော့မှဘိုးကိုကျွန်တော်နောက်ဆုံးမြင်လိုက်ရခြင်းပင်ဖြစ်သည်ထိုအချိန်၌သူ့အားမြည်သူကမှလည်းလာ၍နှုတ်မဆက်ကြချေရွာတွင်သူကြီးမရှိတော့ကြောင်းကြားသိရသောအခါ၌စေအိမ်ကောင်းတွေခေါ်၍ဖြစ်ပုံကိုစစ်ဆေးမေးမြန်းပြီးဦးအောင်တွန်းအားသူကြီးရာထူးမှချလိုက်ကနောက်ထပ်သူကြီးအသစ်ရွေးကောက်ပွဲလုပ်လိုက်လေသည်ဦးအောင်တွန်းကဂုံတိတ်ခါအဖက်ဆယ်မရလောက်အောင်ကြာဆင်းလေ၍ရွာသို့ပြန်ပြီးမချင်းကပ်ရဲတော့ပေသူ့အိမ်ကိုသူ့အမေကြီးနှင့်သမီးသမက်တို့ပြန်၍နေကြသည်ဦးအောင်တွန်းသည်ဤမှမကြာမီတွင်စိတ်ရောလူရောပင်ပန်းဆင်းရဲလှစွာဖြင့်တေဆုံးသွားသည်ဟုကြားသိရလေသည်တော်တာဆွေဒီနေ့ဗီဒီယိုကိုနားဆင်ပေးကြတဲ့တောတရှင်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ကိုစိတ်နှဖျားကျန်းမာချမ်းသာကြပါစေနောက်ထပ်စိတ်ဝင်စားဖွယ်စာပေနှင့်ဗဟုသုတဗီဒီယိုများအတွက် Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်